မော်ကင်းဘတ်နှစ်ကလေးရဲ့ဦးလန်းချောင်းထဲမှာတော့ရှားဆောင်ပင်တွေအတွက်ထိတ်လန့်စရာအနေအတစ်ခုပုံအောင်နေပါတယ်အေးအေးဆေးဆေးနဲ့စူးတွေကြားမှာရှင်တန်နေတဲ့ရှားဆောင်ပင်ရဲ့ဘဝဟာအဆုံးသတ်ဖို့နီးကပ်လာပါပြီဒီအဝါရောင်ကျူးကျော်သူ Twister အစိတွေရဲ့ပန်းတိုင်ကတော့တဲကန်နာရရဲ့အဖိုးတန်ဆုံးအရင်းအမြစ်ကိုသိမ်းပိုက်ဖို့ပဲဖြစ်ပါတယ်ရှားဆောင်ပင်ရဲ့စူးတွေကိုကြောက်စူးတစ်ခုလိုတုံးချပြီးဒီအစေးတွေဟာအမြင့်တွေဖို့စတင်ကြပါတယ်။သူတို့ရဲ့နွေနာမောင်းလေးတွေဟာရှားဆောင်ပင်ရဲ့အသားကိုရှာဖွေဖို့အတွက်အထူးပြုလုပ်ထားတဲ့စုပ်ခွက်လေးတွေနဲ့ပတ်ဝန်းကျင်ကိုစမ်းသပ်စစ်ဆေးကြပါတယ်။အစေးတစ်ခုချင်းစီဟာသူတို့ရဲ့အင်ရှင်အစ်စ်မှာခိုင်မြဲအောင်တွေ့ကပ်လိုက်ပြီးမြုံမောင်လာမယ့်အချိန်ကိုချောင်းချောင်းဆောင်ဆိုင်နေကြပါတယ်။မောင်ရိပ်ကြလာတဲ့အခါမှာတော့ဘာမှမတိရှာတဲ့ရှားဆောင်ပင်ဟာကာဗွန်ဒိုင်အောက်ဆိုက်ရှူသွင်းဖို့အတွက်သူ့ရဲ့လေးပေါက်လေးတွေကိုဖွင့်လိုက်ပါတယ်။ဒါဟာမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်ကိုမတိလိုက်ပဲလမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲ Twister စာရဲ့ issue တွေဟာရှားဆောင်ပင်ရဲ့အတွင်းပိုင်းတွေကိုစတင်ထိုးဖောက်ဝင်ရောက်ပါတော့တယ်။တနည်းလောက်ကြာပြီးတဲ့နောက်မှာတော့ဒီကပ်ပါပင်ဟာငှက်ကလေးတွေသဘောကျလောက်မဲ့တောက်ပတဲ့ပန်းပွင့်လေးတွေအဖြစ်အပြင်ဘက်ကိုထွက်ပေါ်လာပါတယ်။သူတို့ရဲ့ဘဝတန်တရားနောက်ဆုံးအဆင့်မှာတော့ Twister ခါဟာရာနဲ့ချီတဲ့အသီးတွေကိုထုတ်လုပ်ပါတယ်။ဒီအသီးတွေကိုငှက်တွေကငင်ရည်ရှက်ရည်စားသုံးကြပြီးအဲ့ဒီကတဆင့်နောက်ထပ်ရှားဆောင်ပင်တစ်တွေစီကိုအစိတွေမတိမတာပြန့်နှံ့ရောက်ရှိသွားအောင်တည်ဆောင်ပေးကြပါတော့တယ်။တကယ်ကိုတဘာဝတရားရဲ့စမ်းကြယ်ပြီးကြောက်စရာကောင်းတဲ့ဖန်တီးမှုတစ်ခုပါပဲ။